အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ပြီးခဲ့ပါကျွန်တော်တို့တကယ်ချင်းတွေစုံရင်ဖြစ်ဖြစ်အလုပ်ကိစ္စပြောရင်ဖြစ်ဖြစ်ဘာကိုတွားလို့ရှိကြတယ်နော်ဒါပေမဲ့ကိုထိုင်တဲ့နေရာကိုဘာလို့ခေါ်လဲဆိုတာကိုရောတွေးကြည့်ကြည့်လာကြသမိုင်းကြောင်းကိုပြန်ကြည့်ရင်ဘာတွေရဲ့အစကလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာရောမတုတ်ကစခဲ့တာအဲ့ဒီတော့ကထာဝနိုင်လို့ခေါ်တဲ့နေရာတွေမှာကြီးတွားတွေကဝိုင်းတောက်ရင်စကားဆနေပြောရင်အနားယူကြတာဒါကနေတစ်ဆင့်ဥရောပမှာ public houses အတူကောက်ဖားဆိုတာတွေပေါ်လာခဲ့တယ်ပြည်သူတွေစုဝေးရနေရပေါ့အမေရိကကိုရောက်တော့ Wine West ခေတ်မှာနံပါတ်ကျော်စလုံးတွေဖြစ်လာတယ်။ကောင်းပိုင်တွေမြင်းစည်းရောလာ။တကားကိုတုံးခွင့်ပြီးအရက်တောက်တဲ့နေမျိုးကိုရုပ်ရှင်တွေမှာမြင်လို့ကြမှာ။အဲဒီခေတ်ကအရက်တွေကဒီလောက်မကောင်းဘူး။ဒါကြောင့်ရတာပူကောင်းအောင်ကြားတို့ရေတွေရောတော့ရတာနဲ့နောက်ပိုင်းကော်တေးတွေဖြစ်ပေါ်လာတာပေါ့။ဒါဆိုရေးကြီးဆုံးမေးခွန်းလာတယ်။ဘာလို့ခေါ်တာ။ဒီတော့ကရက်ဆိုင်တွေမှာရံပွဲတွေခန်းလာဖြစ်။ဟောက်တယ်တွေကအရက်ပလင်းတွေကိုဝင်လူတာမျိုးခိုးတာမျိုးရှိလာ။ဒါကြောင့်ဆန်ရှင်တွေကအရက်ပလင်းနဲ့ဖောက်တယ်တွေကြားမှာတာဝယ်ခုနေနဲ့တစ်သားကောင်ကချီကြီးကိုတာလိုက်ကြတယ်။အဲဒီကတာတန်ဘားရီယာကိုအဆွဲကြည့်ပြီးတော့ဘာလို့ခေါ်တင်သွားတာနေချိန်ကြီးပဲဖြစ်ပါဒါကြောင့်နောက်တစ်ခါဘားကိုရောက်ရင်ကိုမိလာတဲ့ဘားကောက်နာကအမိုင်းဘယ်လောက်ချိနေလဲဆိုတာသတိရလိုက်ပါနောက်ဗီဒီယိုမှာတော့ဒီရဲ့လုံးဝတော့ခွင့်မရှိတဲ့ဖြစ်တာပြုတ်ဝခွင့်ရတဲ့ speed PC သားတွေကြောင့်ကိုပြောပြပေးတော့မှာမို့ follow လုပ်တာကိုမမေ့နဲ့နော် Cheers